တညာနေညာအဲ့လိုမျိုးလေးပေါ့အဲ့လိုခရီးသွားပြီးတော့relax သဘောမျိုးပေါ့ပြီးတော့အကိုရမျက်နှာထိုင်ကြည့်ရရင်ရတယ်ဝင်လာရရင်တခြားဘာမှမကိုရမျက်နှာလေးထိုင်ကြည့်ရရင်ရတယ်ကိုရင်တော်အတွက်ကိုရင်တော်ကိုအကိုလိုအားပေးရသူကြတော့အသေးဆက်ဟုတ်တယ်သူနဲ့အရှိမရုပ်ရှင်ရိုက်ထားဖို့ရရှိတော့ပြန်တွေ့ချင်တာအကိုနဲ့ပြန်တွေ့ချင်တာအဲ့လိုမျိုးလေးအကိုကအလုပ်လုပ်တဲ့နေရာမှာလည်းပြီးတော့စီးစနစ်ရှိရယ်ပြီးတော့သဘောရမ်းကောင်းနေပြီးတော့သူ့ရဲ့ဂျူနီယာလေးဆိုအဲ့လိုမျိုးခွဲခြားပြီးဆက်ဆံတာမျိုးမရှိဘူးကိုသူနဲ့အလုပ်တွဲလုပ်ဝယ်ရတော့တိမထင်တယ်အဲ့လိုညီမတို့အရန်လေးစားတယ်သဘောလဲကြားတယ်ကွာအဲ့လိုတစ်ခါတော့တွဲလုပ်ဝယ်ချင်မှာကိုကအဲ့လိုစီနီယာကြီးကနေပညာရေးသင်ယူရတဲ့အချိန်ကျရင်တချို့ကြတော့လည်းစိတ်မရှိရရှိရယ်နို့အကိုကအရန်စိတ်ရှိတော့ပြီးတော့အဖွဲထဲမှာလိုက်စားသူအစားတော့သူနဲ့နေကွာလေနွေးနဲ့ပျော်ရတယ်ခုအကိုတွေလိုပဲအဲ့လိုမျိုးကြောင့်ကိုအေးချမ်းမောင်ဘိုင်းတော့ကြည့်လိုက်တယ်အဲ့တော့နည်းနည်းတော့ကြောက်တယ်ဘာဖြစ်လို့ဟိုကိုကအများကြီးဟိုသူ့အကြောင်းနေလိုက်ဖတ်ထားမှာလေကိုကသဘောကျတယ်တကယ်လို့တခုလေးများ तू မေးလိုက်တဲ့မျိုးကိုမသိလက်ခါကျရင်လို့ तू လည်းဝမ်းနေဝမ်းမယ်ကိုလည်းဝမ်းနေဝမ်းအဲ့လိုမျိုးကိုနည်းနည်းကြောက်တယ်တကယ်လို့စကားတင်နေမဲ့ဖြစ်ပါသွားပြီရွေးခံရပြီဖြစ်ဟိုကိုကတော့အကိုတို့နဲ့တွေ့တဲ့ခါကျရင်ပေါ့နော်ဟိုအမားမပအောင်ပေါ့ဒီကအမားမပအောင်ပြင်ဆင်ရမယ်ပြီးတော့အကိုတို့နဲ့တွေ့ရင်ဆိုပျော်လေးနေချင်တာသူတို့၄ယောက်လုံးနဲ့ပျော်လေးဟို happy day လေးပေါ့နော်အကိုအများကြီးစူးစမ်းပါအခုအမြဲအဖေးနေညီမလေးတယောက်လို့ရှိပါတယ်လို့ခေါ်